အားလုံးမင်္ဂလာပါကျွန်တော်တို့မနေ့ကတော့နှစ်9နဲ့ကျွန်တော်တို့ညနေပိုင်းပေါက်တယ်ပေါ့နော်ပေါက်ကြတယ်ကျွန်တော်တို့ညနေပိုင်းအောင်သွားတယ်ပေါ့ဗျာဒီနေ့လည်းစစ်အောင်ဖို့များနေတယ်ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ဒီပေးနေဟာဒီဖတ်တီလေးတွေပဲချပေးနေတယ်ဒီနေ့လည်းအောင်ဖို့များနေတယ်အဲ့အတွက်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့စကြည့်မယ်ဆိုမနေ့ကကျွန်တော်တို့မထင်ခဲ့တဲ့တက်ကူဒီတက်ကူ16ချိန်16ကူကြီးကညှိနေတယ်ညှိနေသေးတဲ့အတွက်စစ်ပြီးမှကျွန်တော်ကယူမယ်ပေါ့နော်ဒီမဲ့တက်6ဒီမဲ့ညှိတယ်ဒီမဲ့ညှိတယ်တက်6ဒီမဲ့ညှိနေတယ်6 9 1 9 6 1 9 9ပဲထိနေဆိုဒီနေ့လက်တော့ကြီးရတော့6တက်ကူကြီးပဲစရေးလိုက်မယ်နော်ကြီးကိုကျွန်တော်ဝယ်သားရေးပြီးဆိုကြီးဒီ6 9 6ကူကြီးရပြီဒီ6ကူကြီးရပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဝမ်းချင်းကိုသွားမယ်ဝမ်းချင်းကကျတော့ဘယ်လိုလေးပေးနေလဲလို့ဆိုတဲ့ခါကျတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီမဲ့ကျွန်တော်တို့9နဲ့3နဲ့ပေါင်းချင်း3ပရိတ်ရတာဒီ9 4 3ပရိတ်ကြီးကျွန်တော်တို့ဝမ်းချင်း38ချင်းဆိုမှ3ရက်ပါပါဒီ8မို့လို့38ချင်းကိုကျွန်တော်တို့3ရက်ပါပါဒီ8ကို38ချင်းကိုကျွန်တော်တို့ဒီမှာ3ထိရ38ချင်းကို38ချင်းကို3ထိရနေကုန်ထိသွားတယ်ဒီမှာလည်း2 3ဒီ2 3ပေါ့နော်ဒီ2 3ဒီ2 3ဒီ9ရတယ်9ရက်ပါပါဒီ3ညဆိုတော့9 3ညချင်းကိုဒီမှာရတယ်ဒီနောက်ဒီမှာ3ညထွက်သွားတယ်9 3ညချင်းရတယ်9 3ညထွက်သွားတယ်ဒီမှာ2 9ဒီ1ရက်ပါပါဒီ6 6ချင်းကိုဒီနေကုန်ထိသွားတယ်6ကိုထိသွားတယ်ကျွန်တော်တို့ဒီမဲ့1 8ဒီ9ရက်ပါပါဒီ4 9လေးဒီဒီနေကုန်4 9တော့ထွက်သွားပြီညနေဘက်မှာလည်း9နဲ့နောက်ပိတ်သွားတယ်ဒီမဲ့4 9ဒီ3ရက်ပါပါဒီ8 3 8ဒီမနက်ပိုင်းညနေပိုင်း3 8ချင်းကိုထိသွားတယ်3 8ချင်းကိုဒီမှာထိသွားတယ်ဒီပြည့်3 8ဒီ8ပါပါဒီ3 8ချင်းကိုဒီမှာ30ဆိုပြီးထိသွားတယ်ဒီမှာတက်ဘူးဒီကျွန်တော်မနေ့ကပြောခဲ့သလိုပဲဒီဟွာဒီကျွန်တော်တို့2ရတယ်ဗောနော်2ရတဲ့ခါကျ2ရပါပါဒီခွန်ချင်းရတဲ့ခါမှာကျွန်တော်တို့မနေ့ကဘရိတ်လေးနဲ့ကြိုက်ထိုးလိုက်တဲ့အချိန်မှာကွတိသွားပြီးမှရတယ်ဗောနော်ဘရိတ်ကလည်းမဖောက်သေးဘူးခုချိန်ထိကိုပေးနေတော်ကိုဟွာလုပ်နေတယ်ဗောအဲ့မှာ2ခွန်ချင်းရတဲ့ခါကျကျွန်တော်တို့ဒီမှာ2ထွက်သွားတယ်ဒီနေ့ဒီကျွန်တော်တို့ဒီနှလုံးပေါင်းချင်းဒီ9ရဲ့ဘရိတ်ဒီ3ညဘူးဘရိတ်ရတယ်ဘူးဘရိတ်3ညပါပါဒီ9 3ညကြီးအဲ့ကြတော့ဒီနေ့ရဲ့အချိန်ဒီကျွန်တော်တို့အချိန်က1ချိန်ဒီ1ချိန်က3ည5ချိန်3ည5ချိန်ရတယ်6တက်ကိုကကြီးရတယ်ကျွန်တော်6တက်ကိုကြီးရ3ည5ချိန်ရတယ်ကျွန်တော်တို့ဘရိတ်ကတော့ဒီအာမခံတော့ကိုအာမခံတာထက်တော့မှမလုပ်နေတယ်နစ်မှန်နေတော်တော်လေးမှန်နေပေါ့နော်ဘရိတ်ကတော့ဘရိတ်ပင်လေးပြန်ပြမလားပြန်ပြလိုက်ပါမယ်ဘာလို့လဲဆိုဒီလောက်ကတော့ဘာမှတချို့မကြည့်ရသေးတဲ့သူတွေလည်းကြည့်ပြသွားအောင်ပေါ့ဗျာပြန်လာကနေတိုင်းနေတူကမှန်နေနေတဲ့တူကပြနေတယ်6နဲ့1နဲ့ပေါင်းချင်းဒီခွန်ရဲ့9ရဲ့ပေါင်းချင်းဒီ6တက်ခွန်9ဆိုတော့ကျွန်တော်တို့6ရတယ်6ရဲ့ပါဝါဒီ1 6ရဲ့နှစ်ခတ်ဒီ9 6တက်9အဲတချို့ဆိုလို့ရှိရင်ကိုယ်ဖာနေတော့တွတ်တက်နေရမယ်ကျွန်တော်တို့6တက်9ဘရိတ်ရပါတော့6တက်9ဘရိတ်6တက်9ဘရိတ်ကိုဒီမှာ1 8ဆိုပြီးမှကျွန်တော်တို့အောင်သွားတယ်9ဘရိတ်ထိသွားတယ်ဟုတ်တယ်မလား9ဘရိတ်ထိသွားပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီ1 3 1 3 1 3 4ရက်တက်ပေါင်းတော့5 3ည5 3ည3ဘော5 3ည3ဘရိတ်ရတယ်ကျွန်တော်တို့5 3ည3ဘရိတ်ကိုဒီမဲ့3ဘရိတ်ဆိုပြီးတနေကုန်ထွက်သွားတယ်နော်4 9ထွက်သွားတယ်4 9ထွက်သွားတဲ့ခါမှာကျွန်တော်တို့ဒီမဲ့ဆက်ပြီးမှပေးနေတယ်ဒီတိုင်းဒီပြင်းလေးဒီပုံစံလေးတိုင်းမဆက်ပေးသွားတယ်ဒီလိုက်ကြည့်လိုက်ပါ8 4ဒီ2ရဲ့4ရဲ့ပေါင်းတော့6ရဲ့ပါပါဒီ1 6တက်9 6တက်9ဘရိတ်ကိုပေးနေတယ်ပေါ့နော်6တက်9ဘရိတ်ကိုနောက်နေ့ဘယ်လိုပေးသွားဆိုခွန်4ဆိုပြီးမှပေးသွားတယ်ဘရိတ်က9နဲ့ပေါင်းချင်းဒီ8နဲ့9နဲ့ပေါင်းချင်းဒီ9ရတယ်5 3ည3 5 3ည3ဘရိတ်ကိုကျွန်တော်တို့ဒီမှာ2 3ဆိုပြီးမှပေးသွားတယ်2 3ဆိုပြီးမှ5ဘရိတ်ပေးသွားတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပဲဆက်ပေးတယ်2 4 6နဲ့ပေါင်းချင်းဒီ2ရတယ်2ရပါပါဒီခွန်2ခွန်4ဘရိတ်ရတယ်2ခွန်4ဘရိတ်ကိုညနေပိုင်းမှာ40ဆိုပြီးမှ4ဘရိတ်ထွက်သွားတယ်2 4 2 3 4ဆိုတော့ကျွန်တော်တို့9ရတယ်9 4 6 946 break ပေါ့နော်946 break ကိုကျွန်တော်တို့ဒီမဲ့ဒီ18ဆိုပြီးမှကျွန်တော်တို့နော်18ဆိုပြီးမှ
9 break ထွက်သွားတယ်1 9 1 1ရတယ်1နဲ့1 9 ပေါင်း1 1နဲ့1ပေါင်း1နဲ့9ပေါင်းတော့10 10နဲ့1ပေါင်း1ပေါ့1ရတယ်1ရပါပါဒီ6 1နဲ့ခက်ဒီ8 6 8 break ကိုခွန်9ဆိုပြီးမှကျွန်တော်တို့ပြီးခဲ့ဘက်ကအောင်တယ်ခွန်9လည်းပေါက်ကြ6 3လည်းပေါက်ကြရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ2 5ဒီရိုင်းကြီးနီးပေါက်နေရပါတော့ဟီစင်လေးအတိုင်းလေးဆက်ထိုးနေမှာကိုယ်များလည်းမဟုတ်ဘူးအဲ့လိုလေးဆက်သွားတဲ့အချိန်မှာ4 8ခွန်9ရပြန်တယ်ခုနလေး4နဲ့8နဲ့ပေါင်း2နဲ့9နဲ့ပေါင်း9 9ရပါပါဒီ4 9 4 6 9 4 6ကို9 break 6 3ဆိုပြီးထွက်သွားတယ်6 3အမေပေါက်ကြတယ်ခွန်9လည်းပေါက်ကြတယ်အပြီးခဲ့တဲ့ဘက်ကဂျာလမီတောက်ကြပေါက်ကြတယ်3ရ9 6 5ရတယ်9ရပါပါဒီ3ရ9နဲ့ခက်3ရ3 5 3ရ3 break ရတယ်5 3ရ3 break ကိုကျွန်တော်တာတီး30ဆိုပြီးထွက်သွားတယ်နော်1 8 3ဒီနေ့ကျွန်တော်ပြောခဲ့တယ်2ခွန်4 break ပေါ့နော်အဲ့ဒါမှာ9 3 2ရတယ်2ခွန်4 break ရတယ်2ခွန်4 break ကိုညနေပိုင်းမှာဝမ်ချင်းကလည်းဒီမှာရတဲ့ဝမ်ချင်းဒီတက်ဘူးဆိုတော့ကျွန်တော်မနေ့2ခွန်ချင်းရတယ် break ဒီ2ခွန်4 break ရတယ်အဲဒါကြောင့်2 5ဆိုပြီးကျွန်တော်ညနေပိုင်းမှာအောင်ရတယ်ကျွန်တော်လည်းပေါက်တယ်ဒီသက်မျိုးတို့လည်းပေါက်ကြလာတာမသိဘူးဘောနော်ထိုးရတော့ပေါက်ပါတော့ပေါက်တယ်လို့ပြောကြတယ်မလာပြောတဲ့သူလည်းရှိတယ်ကျွန်တော် Facebook ကောက်မှာ Messenger မှာလာပြောတဲ့သူလည်းရှိတယ်ပေါက်ကြတယ်တဲ့ဒါပေမဲ့ငါတော့ဆိုတော်တော်လေးညနေပိုင်းလေးဦးစားပြီးပေါက်လာဘောနော်အဲကြောင့်ဒီနေ့ဖို့ကျွန်တော်တို့ယူမယ်ဆိုလို့ရှိရင်1 1 2 2နဲ့မှ4ကျွန်တော်မျောနေတဲ့4 break ဒီတစ်ချက်ကြသားလို့ဒီ4 break ဒီမျောနေမနေ့ကလည်း4 break ကိုဖမ်းပြီးမလာခဲ့ဘူးပေါ့ဒီနေ့ဒီ4 break လာနိုင်နေအားများတယ်ပေါ့နော်4 break လာနိုင်နေအားများတယ်ဟောလဲတစ်ချက်ထွက်ထားပြီး4 break မလာသေးဘူးအပူကထွက်သွားတာဟုတ်4ရဲ့ပါဝါဒီ9 4ရဲ့နှစ်ခက်ဒီ2 4 9 2 break အားကြောင့်မို့ဒီနေ့ break ဒီ4 9 2 break ဒီ4 9 2break ဒီ4 9 2 break ရတယ်ပေါ့နော်4 9 2 break ရဲ့ကျွန်တော်တို့ပုံမှန်တွဲနေကြတာပြန်ချုပ်မဲ့အချိန်မှာbreak နဲ့1ကီးနဲ့1ချင်းနဲ့ကို30ဆိုလို့ရှိရင်ကျွန်တော်ဒီ break နဲ့မညီဘူး60ဆိုရင်လည်းဒီ break နဲ့ကမညီဘူး90ညှိသွားပြီเนาะကျွန်တော်ကျွန်တော်ဒီမှာလဲ90ယူနေကျွန်တော်တို့မယ်เนาะထိုးရမယ့်အောင်စပြောရင်เนาะ90အညှိသွားတယ်ကျွန်တော်တို့3ညနဲ့ပြီးသွားပြီဆိုတော့9နဲ့သွားမယ်9 1 6 break မညီဘူးเนาะ9တဲ့6 break ဒီမှာမပါဘူး9 6 1 break မပါဘူး9 5ကျွန်တော်ရိုက်တဲ့9 5 4 break ကျွန်တော်ရိုက်တဲ့4 break 9 5 90 9 5ဒါပဲနေနှစ်ကွက်ပဲထိုးရမယ်เนาะကျွန်တော်တို့ဒီပုံမှန်ရတဲ့ဟာဒီ90 9 5ကီးရဲ့1ချင်းရဲ့ break ရဲ့ပေါင်းချင်းဒီ90 9 5နှစ်ကွက်ထဲပဲအာထိုးရမယ်ပေါ့เนาะအာတော့အားမှာပေါ့ဒါတော့90 9 5နှစ်ကွက်ထိုးရမယ်ကျွန်တော်တို့ဒီ1ချင်းရဲ့ပရိတ်နဲ့ဟိုနဲ့ဒီအလျှောက်ပေးနေတဲ့ကဏ္ဍလေးကိုလိုက်ကြည့်လိုက်လို့ရှိရင်ဒါတော်တော်ကိုထိုးကျင်စရာကောင်းတဲ့အနေထားပါပဲ။1ချင်းဒီပေးခဲ့တာဒီလည်းဘယ်နှပင်ရှိလဲမသိဘူး။ပရိတ်ဒီပေးခဲ့တာဒီလည်းဘယ်နှပင်ရှိလဲဆိုပရိတ်က15မိနစ်လောက်တောင်ရှိပြီခင်ဗျာ။နော်။ကြီးကလည်း15မိနစ်လောက်တောင်ရှိလို့ဒါတော်တော်ကိုဒါတယ်လီဖုန်းထွက်နေတာပဲ။ဒါလေးကဟိုတိုင်းရထိုးမှလည်းဆိုင်တော့ထိုးပြောတာပေါ့ဗျာ။အဲကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ခဲ့ပါဦး။ပြီးတော့ကျွန်တော်မွေးကနန်းလေးကြံသေးတယ်မွေးကနန်းလေးပြအောင်မယ်ဒီနေ့ဘူးမကြုံမွေးကနန်းလေးပေါ့နော်။မွေးကနန်းမှာကြတော့မွေးကနန်းကကြတော့မွေးကနန်းဟူးမကြုံမွေးကနန်းကကျွန်တော်တို့များတော့များတယ်ပေါ့နော်များတော့များတယ်ဆိုပြီးမှကျွန်တော်တို့က6ခွက်ဆိုပြီးမှဒါဒီနေ့ဘုံမိလိုဟာမျိုးကြထိုးပြောသွားရောလို့ဟူးမကြုံပေးထားတဲ့အတွက်ကျွန်တော်ထိုးရမှာဒီထိုးရမယ့်ကနန်းတွေဘာတွေလဲဆိုတော့63ရယ်68ရယ်65ရယ်အဲဒီမှာ63 68 65ရယ်ပြီးတော့93ဘာလို့လဲ63 68 65ထည့်မယ်ပြီးခါကျတော့93 98 93 98 95ပြီးတော့13 18 ဒါလေးလည်းကြိုက်ရွေးလို့ဒါမွေးကနန်းဟူးမကြော်မွေးကနန်းဒါဟူးမကြော်မွေးကနန်းမထွက်သေးဘူးပေါ့ဗျာနော်ဟူးမကြော်တာဟူးမကြော်မွေးကနန်းဟူးမကြော်မွေးရဒီနေ့နောက်တောင်ဆုံးဆိုတော့ဒီနေ့တည့်ရလုံးဆိုတော့အဲ့ထဲမှာကျွန်တော်တို့ကြိုက်တဲ့95လည်းပါနေတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာရတယ်95လည်းမွေးကနန်းထဲမှာပါနေတယ်95ဒီမှာပါနေတဲ့အတွက်အကုန်လုံးမထိုးချင်ဘူးဆိုတော့ကျွန်တော်4 break 3တို့ကျွန်တော်တို့68တို့ကို break လေးနဲ့ကြိုက်ရလေးကြိုက်ထိုးထိုးပေါ့ရနော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့သဘောပေါ့